ပြည်ပြည်တက်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်တအားဗီဒီယိုကတစ်ပတ်အတွင်းထူခြားဖြစ်စဉ်တွေကိုကျမတို့ဘော့စမန်ကစူစီတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်စူစီရရှိထားတဲ့သတင်းတွေကတော့နှစ်ပတ်အတွင်းစစ်ကောင်စီတပ်ရဲ့ဗိုလ်ကျဲတိုက်ခိုက်မှုမှာအရတား6ဦးတေဆုံးပြီးဒဏ်ရာရသူ12ဦးရှိတဲ့သတင်းအရတား2ဦးကို SSPP ကတနက်နဲ့ပစ်ခတ်လို့ပြည်ထန်ဒဏ်ရာရတဲ့သတင်းနဲ့တောင်ပြည်ရဲ့တပ်ဖက်ကမိုးကုတ်မြို့နယ်အတွင်းဝိရစေဝါ3ဆွဲသူ9ဦးထပ်မံဖမ်းဆီးရမိတဲ့သတင်းနဲ့အတူအခြားသတင်းတွေကြားရမှာပါပထမဆုံးအနေနဲ့တက်တန်းလွန်အစားအသောက်တွေကိုတောင်ပြည်ရဲ့တပ်ဖွဲ့နဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးတဲ့သတင်းကိုကြားရမှာပါဒီသတင်းအပြည့်စုံကိုလေးပေါ်လဘာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တက်တန်းလူစားတောက်ကုန်တွေကိုတောင်ပြည်ရဲ့တပ်ဖွဲ့နဲ့ရက်ကွက်အုပ်ချုပ်ရေးဌာနဆိုင်ရာတွေပူးပေါင်းပြီးပထမအကြိမ်လက်လံစစ်ဆေးရာရောင်းချသူတွေကိုအသိပေးလုပ်ငန်းဆောင်ရွက်နေပါတယ်။တောင်ပြည်နှံခေါင်းခရိုင်မိုင်းဝီမြို့မှာတက်တန်းကုန်နဲ့စားတောက်ကုန်တွေကိုမေလ12ရက်နေ့ကစစ်ဆေးခဲ့ပါတယ်။ပထမအကြိမ်တက်တန်းလူစားတောက်ကုန်တွေကိုမရောင်းချဖို့အသိပေးတဲ့အနေနဲ့တွေ့ရှိထားတဲ့ပစ္စည်းတွေကိုတင်စီပြီးထပ်မံမရောင်းချဖို့တတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။မလ21ရက်နေ့တုန်းကလည်းတအောင်းပြည်နမ်ဆန်ခရိုင်နမ်တူမြို့မှာတက်တန်းလွန်စေဝါများနဲ့စားတောက်ကုန်များကိုဌာနဆိုင်ရာနဲ့တအောင်းပြည်နမ်တူမြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။တအောင်းပြည်ထဲကမြို့နယ်တိုင်းမှာတက်တန်းလွန်အစားအသောက်ရောင်းချမှုတွေရှိနေပါတယ်။မန်တုံနမ်ဆန်နမ်တူစတဲ့မြို့နယ်ထဲရှိတိုက်နယ်နဲ့ကျေးရွာတွေတာတွေမှာအများဆုံးတွေ့ရှိရပါတယ်။တက်တန်းလွန်စားတောက်ကုန်တွေကိုစားသုံးခြင်းအဖြစ်လူခနာကိုအတွက်ဘေးအန္တရာယ်တွေဖြစ်စေပြီးအထူးသဖြင့်ကလေးငယ်များအတွက်အသက်အန္တရာယ်ဖြစ်စေပါတယ်။စားတောက်ကုန်ရှားပါမှုပြဿနာကြောင့်တရုတ်ပြည်ထုတ်အဆက်နဲ့ပတ်သက်တဲ့စားတောက်ကုန်နဲ့ပြည်တွင်းထုတ်တက်တန်းကုန်မုံဘဲတရေစာများကိုရောင်းချတာတွေရှိနေပါတယ်။မိဘပြည်သူများအနေနဲ့စားတောက်ကုန်များဝယ်ယူမယ်ဆိုပါကထုတ်ကုန်ရဲ့တက်တန်းကိုစစ်ဆေးပြီးမှဝယ်ယူစားသုံးဖို့ကိုလည်းတိုက်တွန်းအပ်ပါတယ်။ကျွန်မလွေပလိုပါရှင်။တောင်ပြည်ရဲ့တပ်ဖက်ကမိုးကုတ်မြို့နယ်အတွင်းမွေးရစေဝါ3ဆွဲသူ9ဦးထပ်မံဖမ်းဆီးရမိတဲ့သတင်းကိုဆက်ရအောင်ပါဒီသတင်းကိုတော့ရေးပိုပိုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တောင်ပြည်ကြောင်မဲခရိုင်မိုးကုတ်မြို့နယ်အတွင်းကမူရစေဝါရောင်းဝယ်သုံးဆွဲသူတွေကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကလိုက်ပြီးစစ်ဆေးဖမ်းဆီးရတွေပြုလုပ်နေပါတယ်အဲ့ဒီလိုလိုက်ပြီးစစ်ဆေးဖမ်းဆီးရမှာပြီးခဲ့တဲ့မေလ10ရက်နေ့ကမူရစေဝါသုံးဆွဲသူ9ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့မိုးကုတ်မြို့အဝင်အထွက်ကဂိတ်နဲ့ကျွေးရတွေမှာစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်တောင်ပြည်ရဲတပ်ဖွဲ့အနေနဲ့မိုးကုတ်မြို့နယ်အတွင်းမူရစေဝါရောင်းဝယ်သုံးဆွဲသူတွေရော့နေပပျောက်စေဖို့အတွက်ခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တွေအပြင်ဗဟိုဌာနချုပ်ကရဲတပ်ဖွဲ့တွေပါပူးပေါင်းပြီးစီမံချက်တရက်အနေနဲ့မူရစေဝါရောင်းဝယ်သုံးဆွဲသူတွေကိုလိုက်လံဖမ်းဆီးနေတာပါပြီးခဲ့တဲ့ဧပြီလတလတာမှာလဲတောင်ပြည်ရဲတပ်ဖွဲ့ကတောင်ပြည်အတွင်းမူရစေဝါရောင်းဝယ်သုံးဆွဲသူ88ဦးအထိဖမ်းဆီးနိုင်ခဲ့ပါတယ်ဖမ်းဆီးရမိတဲ့သူတွေကိုတောင်ပြည်ရဲတပ်ဖွဲ့ကမူရစေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးမူရစေဝါသုံးဆွဲသူတွေကိုအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းမှာ6လကြာအကျဉ်းစာရိတ္တပြုပြင်ပေးသွားမှာဖြစ်တယ်လို့မူရစေဝါရောင်းဝယ်သူတွေကိုတော့မိမိတို့ PSR ထင်တွေကချမှတ်ထားတဲ့ထောင်ဒဏ်တွေနဲ့အတူအရေးယူသွားမှာဖြစ်ပါတယ်။တောင်ပြည်ရဲ့ခရိုင်9ခုကမြို့နယ်ပေါင်း18မြို့နယ်အတွင်းမှာတောင်ပြည်ရဲ့တပ်ဖွဲ့ကမူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေပြီးတော့မူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေအရင်ကတည်းကပုံမလှုပ်ဆောင်လာနိုင်ပါတယ်ရှင်။ကျမလွေးပုံမိုးပါနှစ်ပတ်အတွင်းစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုမှာအရတားတေဆုံးတာ6ဦးရှိပြီး12ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းဖြစ်ပါတယ်ဒီသတင်းအပြည့်စုံကိုတော့လေးပေါ်လဘာကပြောပြပေးသွားမှာပါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တောင်ပြည်ထဲမှာမေလ3ရက်နေ့မှ15ရက်နေ့နှစ်ပတ်အတွင်းနောက်ဆုံးဆက်တွဲထားတဲ့အချက်လက်အရအရက်သား6ဦးတေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်မှုထဲမှာလူနေအိမ်အဆောက်အဦ45လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။နှစ်ပတ်အတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှု102ကြိမ်ရှိပြီးဒရုန်းနဲ့ဘုံ15လုံးနဲ့အဆက်ငွေ့ဘုံအလုံး30အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။လက်နက်ကြီးပစ်ခတ်မှုကနောင်ချိုမြို့နယ်မှာအများဆုံးဖြစ်ပြီးအဆက်ငွေ့ဘုံနဲ့အများဆုံးကျဲချခံရတဲ့မြို့နယ်ဖြစ်ပါတယ်
မန်တုံမိုးကုံမြို့တွေမှာတော့လေကြောင်းတက်ခိုက်မှုပြုလုပ်နေပါတယ်။မေလ6ရက်နေ့ကနေလက်ကုံအထိစစ်ကောင်စီတပ်ကအပြည့်ရထုတ်ပြန်ခဲ့ပေမဲ့တအောင်းပြည်နဲ့မြန်မာပြည်အနက်မှာလေကြောင်းတက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ကျွန်မလွေပူလပါပါရှင်။ အရတာတူကို SSPP ကတနက်နဲ့ပြစ်ခတ်လို့ပြေးထန်နေရတဲ့သတင်းမှာတောင်ပြည်တမဟာတင်နေမြေနမ်ခမ်မြို့နယ်နောက်လောက်ရွာမှာပြီးခဲ့တဲ့မတ်လ10ရက်နေ့ကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကဟင်ဒရာခုတဲ့အမျိုးသားတူကိုတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်ပြစ်ခတ်ခံရတဲ့အမျိုးသားဟာနမ်ခမ်မြို့နယ်ကမန်ပူကျေးရွာအုပ်စုဇေကင်းရွာကအသက်34နှစ်အရွယ်ဦးညမ်ထွေးဆိုတဲ့တောင်လူမျိုးဖြစ်ပြီးနမ်ခမ်မြို့မှာအလုပ်လာလုပ်တာဖြစ်ပါတယ်အခင်းဖြစ်တဲ့အချိန်မှာဦးညမ်ထွေးကနမ်ခမ်မြို့တစ်ဖက်ကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရှိတဲ့နောက်လောင်းရွာမှာဟင်းရွက်တွားခုရင်ပြစ်ခတ်ခံရတာဖြစ်ပါတယ်။ SSPP SSA ရဲ့ပြစ်ခတ်ခြင်းခံခဲ့ရတဲ့ဦးညမ်ထွေးဟာညာဘက်လက်မောင်းမှာတနက်ထိမှန်ဒဏ်ရာရရှိသွားတာဖြစ်ပြီးလက်ရှိမှာနမ်ခမ်ပြည်သူ့ဆေးရုံမှာစေဝါကူတမှုခံယူနေပါတယ်။ဦးညမ်ထွေးကိုပြစ်ခတ်ခဲ့တဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဟာနောက်လောင်းရွာမှာစခန်းချနေထိုင်တဲ့တမဟာ168လက်အောက်ခံတပ်619တပ်ရင်းဖြစ်ပါတယ်။ကျွန်မလေးဘော့စမင်းပါရှင်။နောက်ဆုံးတစ်ပုတ်ကတော့ PSF ထညာရေးအုပ်ချုပ်ရေးဌာနကအပတ်စဉ်လေးအလုတ်တင်တင်တဲ့စင်ပွဲအခမ်းအနားကျင်းပပြီးတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာပါ။ဒီသတင်းအပြည့်စုံကိုမင်းရမင်းတို့ကပြောပြပေးသွားမှာပါ။ ဆရာမရဲတဲ့ကောင်တော့ဟုတ်တာဌာနဆိုင်ရာတော့ဒါလုံးတိုင်းတော့ကြောက်တဲ့လူခုနဲ့ခုနဲ့ တအန်းပြည်မန်တုံမြို့နယ်တနေရာမှာမိမိတို့ PSNF TNN အုပ်ချုပ်ရေးဌာနကအပတ်စဉ်လေးရုံးပိုင်းဆိုင်ရာအလုတ်တင်တင်နန်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအပတ်စဉ်လေးရုံးပိုင်းဆိုင်ရာအလုတ်တင်တင်နန်းစင်ပွဲကိုမနေ့မေလ14ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကျောင်းသားကျောင်းသူ38ဦးတက်ရောက်အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။တင်နန်းစင်ပွဲမှာ PSNF TNN အုပ်ချုပ်ရေးဌာနကဒုတိယဌာနမှူးဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်နဲ့အတူတင်နန်းကျောင်းတာဝန်ရှိသူတွေဌာနဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ပြီးဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ရုံးပိုင်းဆိုင်ရာအလုတ်တင်တင်နန်းကိုအချိန်9လကြာဖွင့်လှစ်တင်ကြားပေးခဲ့တာဖြစ်ပြီးတင်နန်းမှာအခြေခံနိုင်ငံရေးစစ်ရေးဘာသာရပ်တွေအပါအဝင်ကိုရီကိုသွေးစွမ်းရည်တွေလုပ်ငန်းခွင်အတွင်းစီမံခန့်ခွဲမှုဆိုင်ရာနဲ့လိုက်နာရမယ့်တာဝန်ဝတ္တရားတွေကိုအထူးအလေးပေးတင်ကြားပေးခဲ့ပါတယ်။ရုံးပိုင်းဆိုင်ရာအလုတ်တင်တင်နန်းတက်ရောက်ပြီးမြောက်သူတွေအနေနဲ့တအန်းပြည်အုပ်ချုပ်ရေးရန်တရားတွေစနစ်တကျလည်ပတ်နိုင်ဖို့နဲ့ရုံးပိုင်းဆိုင်ရာမှာစနစ်တကျဖြစ်စေဖို့အတွက်အထောက်ပံ့တွေဖြစ်စေမှာဖြစ်ပါတယ်ရှင်။ကျွန်မမီယမင်းသူပါ။ဒီတစ်ပတ်တောင် TV ရဲ့အပတ်စဉ်သတင်းကတော့ဒေါ်လာပါပဲရှင်။တောင် TV ကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးပျော်ရွှင်စရာအချိန်တွေရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။